သူပြောနေနောက်ဆက်ကရင်ခွဲသွားနေဘယ်လိုချစ်များရှိလာတဲ့သူတို့သာခုမှတွေ့ကြပါရဲ့ခွဲသွားရွှေသမီးမျက်လုံးလေးဆိုင်လာလေသူပြောနေနောက်ဆက်ကရင်ခွဲသွားနေဘယ်လိုချစ်များရှိလာတဲ့သူတို့သာခုမှတွေ့ကြပါရဲ့ခွဲသွားစိတ်ထဲမှာလေးတကယ်ခံစားရပါခဲ့အကွယ်စစ်သူတွေမောလာစေအားနဲ့နန်းရဲ့တွေ့ရောက်သွားရဲ့မင်းနဲ့ဒီတခါနောက်ဆုံးလားနန်းရဘယ်တော့မှရှမ်းစကားတွေနဲ့နှုတ်ဆက်ကြတယ်ဘယ်လိုဝချင်များရှိလာတဲ့သူတို့သာသူမှတွေ့ကြပါရဲ့ဖြစ်သွားစိတ်ထဲမှာလေးတကယ်ခံစားရပေါ်ွယ်အကွယ်သူတွေမလားစေအားနဲ့နန်းရဲ့တွေ့ရောက်သွားရဲ့မင်းနဲ့ဒီတခါနောက်ဆုံးလားနန်းရ